ခွေးတိုင်းမင်းလာမြို့နယ်ရွာတာလာကြီးရွာလေးပါဓမ္မရကိတဝိဟာရကိုကျောင်းတော်ကြီးမှာဆရာတော်ဦးမူလိန်နာဦးရွယ်ပြုကလူရန်ပေးနေတာအလူရှင်များကသရတရားတွေပွားကသူမတူအောင်လူပေးလို့ဖြစ်ကထိန်ဝဲခင်းနေတာတနေ့မှတစ်ချိန်သာအထိနာစီဝရံတန်ဖိုးထားလို့အလူကြီးပေးနေတာကထိန်လျာတင်ငန်းချင်းညိုတရားစင်မြန်လို့သာစူကြောအောင်လူပေးလို့နေတာမြင့်မြတ်တဲ့နှလုံးသားနဲ့အယုတ်လက်မြတ်မရွေးပါကျွေးမွေးလို့နေတာ1389ခုအဆောင်မုံလာစမ်းရက်မှာ9ရက်နေ့ကထိန်မွဲကြီးသူဓမ္မရခိတာဝိဟာရအကြောင်းတော်ကြီးမှာတရားနာကြွနိုင်ဖို့ရန်မိတ္တဟာပေါင်းကိုစိတ်တရားကောင်းနေဖိတ်ခေါ်ပါတယ်ဗျာမကွေးတိုင်းဒေသကြီးမင်းလာမြို့နယ်ရွာတာလာကြီးရွာခရိတ်ကခရိတ်အမမိသားစုအားလုံးတို့ခရိတ်လျာသင်္ကန်းလူရန်ပြီးတယ်ဒီခရိတ်ပွဲကြီးကို1389ခုနှစ်အဆောင်မုံလာတဲ့9ရက်နေ့မှာဓမ္မရခိတာဝိဟာရကျောင်းတော်ကြီးမှာအလူပေးလို့ဖြင့်ဒီကောင်းမှုတိုင်းအကျိုးတရားကိုအရက်စင်မျက်နှာမှာရှိကြပါကုန်သောလူနဲ့မြတ်မှာတတ္တဝါအားလုံးခရိတ်ရေသက်ချတရားနာကြွရောက်ကြပါရင်ဖိတ်ကြားလိုက်ရပါတယ်ခင်ဗျာသုံးနှံပြန်လို့အလူကြီးပေးကကထိန်သင်္ကန်းတို့ကခါကထိန်သင်္ကန်းတို့ကခါကရိတကဥတီထွင်းနေကထိန်အမတို့ခေးပါသားလေးမောင်တောင်းဝေကရိတကဥစုရွှေကရိယမတို့ခင်မချိုသားလေးမောင်မြင့်မြတ်အောင်ကရိတကကြီးဥဝင်းလွင်အလူမတို့တင်နှွဲ့နေသမီးလေးဝင်းရတနာထွန်းမိသားစုမှာအလူကြီးပေးလို့ပြောတဲ့တွေကသာမကွေးတိုင်းမင်းလာမြို့နယ်ရွာတာလာကြီးရွာလေးပါဓမ္မရခိတဝိဟာရကိုကျောင်းတော်ကြီးမှာဆရာတော်ဦးမူလိန်နာဦးရွယ်ပြုကလူရန်ပေးနေတာအလူရှင်များကသရတရားတွေပွားကသူမတူအောင်လူပေးလို့ဖြစ်ကထိန်မွဲခင်းနေတာတနေ့မှတစ်ချိန်သာအထိနာစီဝရံတန်ဖိုးထားလို့အလူကြီးပေးနေတာကထိန်လျာတင်ငန်းကြီးညိုစွာစင်မြန်လို့သာစပူကြောအောင်လူပေးလို့နေတာမြင့်မြတ်တဲ့နှလုံးသားနဲ့အယုတ်လက်မြတ်မရွေးပါကျွေးမွေးလို့နေတာ1389ခုအဆောင်မုံလာစမ်းရက်မှာ9ရက်နေ့ကထိန်မွဲကြီးသူဓမ္မရခိတာဝိဟာရအကြောင်းတော်ကြီးမှာတရားတော်နာကြွရောက်ဖို့ရန်မိတ္တဟာပေါင်းကိုစိတ်တရားကောင်းနေဖိတ်ခေါ်ပါတယ်ဗျာ